အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုကြီးညာတော့မှာဖြစ်ပါတယ်ရှင်2025 ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်စုကိုဖွင့်ပေါက်ကြေညာပေးနိုင်ရတဲ့အတွက်အကယ်ဒမီမေတ္တာတို့အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုမောက်မိဖရပါရှင်ရတနာဘုံဖြစ်ပါတယ်ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များရှင်မောင်မဖျားဖြစ်ချင်တာနင်လှုပ်ချင်တိုင်းလှုပ်လို့မရဘူးနင်ကငါငွေပေးပြီးအိမ်မော်ခေါ်တက်ထားတလောကလုံးသိအောင်ငါပြောမှာပြောလိုက်လေဒေါက်တာခင်ရိုးသစ္စာငယ်ငယ်ကရင်းချစ်ခံထားရတယ်ဆိုတာလူတွေသိသွားရင်ရှက်စရာကြီးနော်သမီးအမေတောင်းမှပါတယ်သမီးအမေတောင်းမှပါတယ်သမီးအမေပါစကတောင်းမှဟိုပဲတက်တာလားငါနေတဲ့အိမ်စုံလေးတော့မှသူများနေချမှာဆိုတော့တစ်ချိန်လုံးတောင်းမှနေရတယ်သမီးကရှက်လို့အမေတို့နဲ့ကင်းအောင်နေနေတာတေကန်းပြက်ထားတော့အခုချိန်ကြီးလာပြီးစုံနေသေးရဲ့အမေလာလောက်ပြန်လိုက်တော့ထတာအကိုထတာထွက်လာသွားတယ်လို့နေစီကနေရော်ချင်းဖြစ်ငါမောင်တော့ပို့ယူရအောင်မနေကြောင်တော့ဘဝတစ်လျှောက်လုံးမရိတ်တော့သမီးဆိုပြီးပြောခဲ့ကြရတာငါဘက်ကလည်းနားတယ်နေမတတ်မကြဘူးနေလေငါ့ကိုပြေဖို့နေပြတာမလပါနဲ့သမီးရဲ့အမေထားအမေရထားပါအမေထားပါအမေကိုတော့တရားလားကိုကမကင်ရောကြောက်ငါနေအောင်တမဲ ဒကမလေးစိတ်ကိုထိမ့်မအောင်ဒကမလေးဒကမလေးရဲ့မိခင်တို့မြတ်ညုံဟာသူသိဖြစ်ခြင်းနဲ့သီလရှင်မဝနဲ့သာသနာရိပ်ကိုခိုးခြင်းပေမဲ့ပါနဲ့သမီးတန်ရောစီကြောင့်လောကီကြီးကိုဖြတ်မရဘူးဆရာကြီးကိုခဏခဏရှောက်ခဲ့ပြီးတယ်ဒကမလေးကဆန္ဒရှိနေဆိုရင်
ဖះရှင်ရဲ့တပည့်တော်အနေနဲ့ဆရာကြီးတို့ရှိမှသာသနာပြုနိုင်တယ်ဒါဟာလေကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့အဖြစ်ချင်းဆုံးဆန္ဒဖြစ်မယ်ဆိုတာဆရာကြီးယုံကြည်ပါတယ်ကိုဒုက္ခအပူမျိုးကိုကိုယ်တိုင်နှိမ့်တာမှာစစ်မှန်တဲ့အေးချမ်းမှုကိုရမယ်ဒီကနေ့2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးနိုင်ပါရန်အကယ်ဒမီချိုပြုံးအားလေးစားစွာဖိတ်ကြားပါရခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်ရတနာဘုခင်ဗျာထူးချွန်ဆုလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့အကယ်ဒမီချိုပြုံးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ2025ခုနှစ်အတွက်အကောင်းဆုံးမျိုးသမီးဇက်ဆောင်ဆုရှင်အကယ်ဒမီယတနာဘုကကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါတယ်ရှင်ဒီအကယ်ဒမီစင်မြင့်ပေါ်ကနေပြီးတော့မြတ်စွာဘုရားရှင်နဲ့တကွာဘုရားတရားတန်ခါကိုဦးခိုက်ရှိခိုးကြော့ပါတယ်အခုကြွားရောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲများနိုင်ငံတော်ပုဂ္ဂိုလ်များနဲ့တကွာဒီအကယ်ဒမီဆုကြီးကိုအကဲဖြတ်ပေးကြတဲ့ရုပ်ရှင်အစည်းအရုံးကပပဦးကြည်စိုးထုံးနဲ့တကွာအကဲဖြတ်ထိုင်များအားလုံးရှင်နေရနေလိုက်လိုက်လဲလဲနဲ့ကျေးဇူးတင်ပြီးတော့ဂါရဝပြုပါတယ်ရှင်ဘိုးတို့လူပညာသမားတွေအတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့ဒီအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုကျေးဇူးရှင်နေဆရာသမားတွေကြောင့်ချေရတဲ့ပြိသက်တွေကြောင့်ဘိုးခုဒီစုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါပြီမန္တလေးကနေပြီးတော့ဝါသနာတစ်ခုနဲ့တက်လာတဲ့မိန်းကလေးတစ်ယောက်ကိုလူပညာပြိုးခင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်မြတ်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘဝနုပညာကိုချစ်တဲ့နုပညာကိုဒီနေရာထိရောက်အောင်ရောက်လာခဲ့တာပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ခြင်းနဲ့ဘိုးရဲ့ကျေးဇူးရှင်နေဖြစ်တဲ့ဘိုးပေါ်မှာကျေးဇူးအများကြီးရှိတဲ့မောင်မီဖျားရုပ်ရှင်ထုတ်လုပ်ရေးအောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒေါက်တာကျော်ဦးနဲ့ကိုအောင်ကိုဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့ချစ်ချင်းမေတ္တာနဲ့တုံသင်ဆုံးမသင်ကြားပေးမှုတွေနဲ့ဘဝဒီစုကြီးကိုပဲရခဲ့တာပါပြီးတော့ဒီကားကြီးကိုပုံဖော်ရိုက်ကူးတဲ့ဒရိုက်တာမဲမင်းပုံလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်မောင်မေဖျားမှာပါဝင်တရုတ်ဆောင်တဲ့မာကြီးဆိုမခိုင်နှင်းဝေတငယ်ချင်းတိုင်ရွန်တို့မယူတို့အားလုံးကိုလည်းတင်းပြီးတစ်ခုလုံးကိုပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်လို့ပို့နောက်ထပ်ကျေးဇူးတင်ချင်တာဘိုးစိတ်သက်တွေကြတိုင်းလက်လျှော့ချင်တိုင်းဘိုးရဲ့မိဘနှစ်ပါးကိုအမြဲတမ်းပြောဖြစ်တယ်ဆက်မလုပ်ချင်တော့ဘူးလုံရင်းနဲ့လမ်းပြောင်းနေတယ်ဆိုပြီးပြောတဲ့အတိုင်းမှာ
ဘိုးရဲ့ဖေဖေကသမီးဆက်လုပ်ရမယ်သမီးကအကယ်ဒမီမင်းသမီးဖြစ်အောင်မယ်လို့သူအမြဲတမ်းပြောခဲ့တယ်ပြောတိုင်းအိုက်တုံးကတော့ဖေဖေကိုစိတ်ဆိုးမိတယ်ဘလို့စူးစမ်းအောင်လဲမသိဘူးလမ်းပြောင်းနေတယ်အရန်ခက်ခဲတဲ့လောကကြီးမှာလဲနေပါတယ်ဆိုဖေဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒတော်မှမသိဘူးလားဆိုပြီးတော့ဖေဖေကိုစိတ်ဆိုးခဲ့တယ်ငယ်ကလေးကလည်းအခုချိန်ထိမိဘရဲ့အတွက်စုဆိုလို့ဘာစုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်ဒီစုကတော့လေတကယ်ကိုဖေဖေနဲ့မေမေအတွက်အရန်ကိုဂုံယူပြီးတော့ဝမ်းသာရမယ်စုလို့ပဲထင်ပါတယ်ဒါဖေဖေနဲ့မေမေအတွက်သမီးယူပေးနိုင်တဲ့အကောင်းဆုံးစုရည်ပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးဘို့ချစ်ပေးပြီးတော့ဘို့အခုလိုမျိုးမျှော်မှန်းပေးကြတဲ့အားလုံးလည်းဘို့နဲ့ထပ်တူအခုလိုမျိုးပီတိတွေခံစားရမယ်လို့ထင်ပါတယ်အားလုံးလည်းရင်ထဲကနေလိုက်လိုက်လဲလဲကျေးဇူးတင်ရှိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်